မဲ့ကိုရအင်ကြီးဖြူဝင်လာတယ် ပါပါ ကြည့်အောင်ပဲဘယ်နဲ့ဆက်ပေးမလဲလို့ အင်းကြီးရ ကျန်တဲ့ဟာရတော့ကျန်တဲ့ဟိုအင်ကြီးရတော့ချွတ်လို့မရတော့မင်းညူလေးတော့တစ်ပုတ်မြင်လိုက်ရ မှန်တယ် ဟောမင်းညူရှိတယ်ဒါတော့ဗီယက်နမ်လူထုတ်တာသူကအောက်ကိုကြာ လက်ချက်နေတယ် ဟောနှစ်ချက်နေရောက်တော့ချိန်တယ်ဆိုတော့ကြည့်ဖောက်တယ်မပြီးပဲနေမနဲ့ဖောက် ပြီးသား အဲ့လိုလားပူသွားမှာပေါ့ဒီအရာကြီး စတက်ရှင်ပြီးရတယ်အဲ့ဒါတော့ ဆိုင်ကုန်းတောက်ဆိုင်ကုန်းပြအောင်တောက် ဒီတိုင်း နောက်မှကြိုင်လိုက်ပါမယ် တော့တော့ ဘယ်လိုတောက်လဲ တို့လည်းနေကြတယ်စားနေတယ်ဟုတ်ကဲ့ ခုနေရလား အရင်တော့ဘလို့ ခဏထားရ လူစားတာဟုတ်ရဲ့ ဟုတ်ပါရဲ့အဲ့ဒါတော့ကျွန်တော်နဲ့တော့ထုတ်ပြတာဒါစုပ်စားစီဟောရပြီမပေးပါဘူးမပေးဘူးသူကလည်းကြောက်ပေးမှာကောင်းဟုတ်လား တော့ပြတယ် ဟုတ်လားနန်းမင်းကျန်တယ်နန်းမင်း တော့နေတယ်အဲ့ဒါဟုတ် ကောင်း တယ်နိုင်ပါပါ တမန်တောင်းလိုက်မယ်အင်းကြီးပေးပါကိုကြီးနောက်ပါစားပြပါလင်ကွန်လေးညစ်ပြီးတော့အများကြီးလေးညစ်ပြီးတော့ ကဲတရားလေးနေတယ်အဲ့ဒါလည်းရတယ် လေးပါနဲ့ညမှာဖြစ်တိတ်တက်ဖို့မှမသိဘူး ရင်းချင်ပါ ဟုတ်တယ်ချင်းဝိုင်းနဲ့စားမကောင်းမျိုးဒီတောင်းပြ တို့စားလား စားစားဒီမှာအဲ့ ရုပ်ရှင် ကောင်းဝိုင်းကိုဝိုင်းတမယာလေးနဲ့ဒါပေမဲ့ဒီရတဲ့နော်စနစ်တည်းရွေးမိခဲကန်ကြည့်ပေါ့နော်သူ့ရဲ့ဟိုအတက်အမှန်မိခဲကန် နီးခဲလို့ပြောတာ မိခဲ M1 created မိခဲကန် ဒီမောရရှိစိုးဆက်ပြ ဒီတကယ်တက်လာကြည့် အဲ့တော့ဒီရေအတက်ကြရှိတာပဲ ဒီနဲ့တက်လာတာနော်အဲ့မနဲ့ရေးထား ဟမ် ရေးထား ဟုတ်ကူအေးတယ် အတက်ပိုင်းဆိုရေးသေးတယ်လေအဲ့တော့ရေးဟိုဖြစ်တယောက်သူရိုက်လို့ရတယ်လေ မိမအစလက်ကဲဟိုမှာနေအဲ့လေအဲ့ဒါပေါ့မိမဒီဘက်ကိုထားတယ်ချက်တော့လိုရိုက်နေတာ ကိုင်နာတယ်ပြမညာဘက်ချာ အဲ့ကြောင့် ဘယ်ရောက်နေရလဲ ဒီဖယ်ဘီ ဘယ်ပြုတ် ဟမ် ဘယ်ပြုတ် ဘယ်လိုလဲဆိုဗီယက်နမ်မှာ ဒီနဲ့ဒီတက်လာခွတ်ခွတ် တိတ်တောင်းဒါလည်းမထွေးကောင်းတော့